အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ဒီဗုဒ္ဓဓမ္မမွေနှစ်နဲ့ပတ်သက်ပြီးတော့ English version ရောမြန်မာ version ရောပေါ့နော်ဖတ်ချင်တယ်လေ့လာချင်တယ်ဆိုရင်ဒီစာအုပ်လေးကအင်မတန်သင့်တော်ပါတယ်အဲဒီမှာဆိုရင် English လိုရေးထားတယ်လို့တစ်ချက်ကျမတို့ကြည့်ကြည့်မယ်နော်ပြီးတဲ့အခါမှာဆရာကြီးအတန်တို့ရေးထားတယ်ဗမာ version လေးဆိုလို့အရင်ကောင်းတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျမမျှဝေပေးဖြစ်တာပါဆိုတော့ဒီမှာဆိုရင် What is to be known is thoroughly known What is to be developed is perfectly developed What is to be abandoned is abandoned. Therefore, I am the enlightened one, the Buddha. နော်အဲ့လိုရေးထားလေးကိုဗမာဘာရှင်းလေးဆိုရင်ဆရာရေးထားလေးဒီမှာပေါ့နော်သိစရာရှိတာကိုလုံးဝသိခဲ့ပြီးပွားများရမယ့်ဟာကိုအပြည့်အဝပွားများခဲ့ပြီးစွန့်ရမယ့်ဟာကိုစွန့်ပယ်ခဲ့ပြီးဒါကြောင့်ငါဗုဒ္ဓဖြစ်ခဲ့ပြီပေါ့နော်အဲ့တော့ကျတော့ကျမတို့အနေနဲ့ဒီမှာ English လိုမျိုးရေးထားအောင်ဒါကတော့ဗမာလိုရေးထားမှာနော်ရှေ့ပိုင်းမှာဆိုရင်ဒါဗမာလိုရေးထားတာလေးတွေနောက်ပိုင်းမှာဆိုရင် English လိုရေးထားတဲ့အကြောင်းအရာလေးတွေအများကြီးပါတယ်ပေါ့နော်အဲ့တော့ကျမဖတ်နေရတော့ဒီနားရောက်သွားပြီပေါ့နော်အဲ့တော့ကျတော့မိတ်ဆွေအနေနဲ့လည်းဒီစာအုပ်လေးဖတ်ရင်းနဲ့ဘုသူတ္တရအများကြီးရရှိပါရစေလို့မျှော်လင့်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်